တော့ဒီတင်ချာလေးလာရေးမှာကျမတို့တွေသုံးလေးသုံးထားရှိတဲ့စကလုံးအသစ်လေးတွေကိုမျှဝေပေးမှာဖြစ်ပါတယ်ဆိုတော့ကျမတို့တင်ယူတွေလေ့လာတွေကိုကျမတို့ Queenie မှာဆိုလို့ရှိရင် e suite လို့သုံးပါတယ်ပေါ့နော် e suite လို့သုံးပါတယ်ဆိုတော့ by e suite ဆိုတာကလေ့လာနေတယ်တင်ယူနေတယ်ပေါ့နော်ဆိုတော့ကျမကဥပမာအင်္ဂလိပ်စာကိုလေ့လာနေတယ်ဆိုလို့ရှိရင် by e suite English လီပေါ့နော်ဒီလိုမျိုးသုံးလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျမတို့ရေးတယ်ပေါ့နော်ရေးတယ်ဆိုလို့ရှိရင်တော့ကျမတို့က ra ပေါ့နော် ra လို့သုံးပါတယ်ဆိုတော့ဒီနေရာမှာစာရေးတယ်ဆိုလို့ရှိရင်စာတို့စာအုပ်စာပေတို့ဆိုလို့ရှိရင်တော့ကျမတို့က li လို့သုံးတယ်ပေါ့နော်ဆိုတော့စာရေးတယ်ဆိုလို့ရှိရင် va ra li ပေါ့နော် va ra li va ဆိုတာကငါပေါ့နော်ကျမပေါ့နော်ဆိုတော့ငါစာရေးတယ်ဆိုလို့ရှိရင် va ra li ဒီလိုမျိုးပေါ့နော်ဖတ်တာတော့ကျမတို့တော်တော်များပြန်ပြီးတော့သုံးကြတာတော့ဖတ်တယ်လို့ပဲသုံးတယ်နော်ဆိုတော့ဘာဖတ်လီပေါ့နော်ဆိုတော့ဒါလို့ဆိုလို့ရှိရင်တော့ကျမတို့စာဖတ်တယ်ပေါ့နော်ဒီလိုမျိုးသုံးတယ်နောက်တစ်ခုကကျတော့ဒီလေ့လာတယ်ဆိုလို့ရှိရင်တော့ဘာ e suite လီပေါ့နော်ဆိုတော့အရှိက e ကိုမထည့်ရင်လည်းကျမတို့ကဘာ suite လီဆိုပြီးတော့လည်းသုံးကြတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာဆရာမကကျောင်းသားကိုသင်ပေးတယ်ဆိုလို့ရှိရင်လည်း suite လို့ပဲသုံးကြတာများတယ်လို့ကျောင်းသားကနေပြီးတော့လေ့လာသင်ယူတယ်ဆိုလို့ရှိရင်လည်း suite လို့ပဲသုံးကြတာများတယ်ပေါ့နော်တခုချွင်းချက်ရှိတာကကျတော့ကျမတို့ Queenie ဘာသာစကားမှာဆိုလို့ရှိရင်data အလိုက်ပုံမူတည်ပြီးတော့အတန်းနဲ့အတန်းထားနောက်ပြီးတော့တခြားစကားလုံးသုံးလုံးလေးတွေနည်းနည်းလေးကွဲတာမျိုးရှိတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင် record ကဒီကြလူမျိုးတွေပြောတဲ့စကားနဲ့ဒီမောဆိုဖက်ကဒီ Queenie လူမျိုးတွေကြလူမျိုးတွေပြောတဲ့စကားကအရင်ခါလေးကြရင်မတူတာမျိုးလေးတွေရှိရပေါ့နော်အတန်အနေအမြင့်အားဖြစ်တော့၎င်းဒါမှမဟုတ်လို့ရှိရင်ဒီအတုံးနှုံးတချို့တွေမှာဆိုရင်တော့နည်းနည်းလေးကွဲပြားတာမျိုးတွေရှိရပေါ့နော်ဒါကတော့နေရာဒေသအလိုက်ပေါ့နော်ဆိုတော့ကျမတို့တခြားဘာသာစကားတွေမှာလည်းပဲပေါ့နော်ဥပမာဗမာစကားဆိုလို့ရှိရင်လည်းမန္တလေးကလူကတစ်မျိုးရန်ကုန်ကလူကတစ်မျိုးအခေါ်ဝေါ်လေးနည်းနည်းလေးကွဲတာမျိုးရှိတယ်လို့ပေါ့နော်ဆိုတော့ Queenie မှာလည်းအဲ့လိုပဲပေါ့နော်ဒေသကိုလိုက်ပြီးတော့အခေါ်ဝေါ်လေးတွေအတန်နဲ့အတန်ထားသုံးလေးနည်းနည်းလေးကွဲတာမျိုးရှိတော့နေရာဒေသအလိုက်မူတည်ပြီးတော့ကွဲပြားလာလေးရှိ